CNC ဆက်မှာသုံးတဲ့အခြေခံ command လေးတွေကိုပြောမယ်ပေါ့နော်ဒါ CNC router ကျွန်တော်တို့ controller software က Mat3 ဆိုတဲ့ software ကိုသုံးတယ်နော်အရင်ဆုံးကျွန်တော်တို့power ဖွင့်မယ် reset ခလုတ်နှိပ်မယ်ပေါ့နော် power ခလုတ်တွေဖွင့် emergency ခလုတ်တွေကို on ထားဖို့လိုတယ်ပြီးရင် reset ကိုနှိပ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမှာကသူက HYZ တန်ဖိုးတွေကတန်ဖိုးတစ်ခုဖြစ်နေရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီကနေပြီးတော့ကျွန်တော်နေရာမရွှေ့တော့ဘူးဒီ position ကို0x 0y 0z ဆိုပြီးကျွန်တော်တို့ထားလိုက်ရမယ်နော်ထားပြီးဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ MDI ဒီ tab ထဲကိုသွားမယ် MDI tab ထဲကိုသွားပြီးလို့ရှိရင်ဒီ input မှာကျွန်တော်တို့ command တွေရိုက်ထည့်လို့ရရပါတော့G0 G0 G1 G2 G3 ပြီးတော့ M ကုတ်တွေ G ကုတ်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ spinner level အတွက်အခြေခံ command ဖြစ်တဲ့ M03 ပေါ့နော် M03 ပြီးရင် S ဆိုတာကျွန်တော် spinner speed ပေါ့နော် M03 ဆိုတာသူက clockwise direction အတိုင်းလဲတာ0 volt ဆိုလို့ရှိရင် anti clockwise ပေါ့နော်နိုင်လက်တံပြောင်းပြန်တိုင်းလဲမယ် M03 S ဥပမာကျွန်တော်900လောက်နေပေါ့နော် M03 S 900ပြီးရင် keyboard ပေါ်ကနေ enter ကိုတစ်ချက်နှိပ်လိုက်မယ်အဲဆိုလို့ရှိရင် spinner ကလဲလာပြီဖြည်းဖြည်းချင်းလဲတယ်ပေါ့နော်ကျွန်တော်တို့စက်ကိုပြန်ရက်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ spinner ကိုဒီ spinner clockwise ကိုဖိတ်ပြီးတော့ရက်လိုက်ရတာပေါ့နော်ဒီကနေဖွင့်လိုက်ရတယ်speed ကကျတော့ဒီမှာ900နဲ့ပေါ့နော်ကျွန်တော်တို့ခုနကသတ်မှတ်ထားတယ်900နှုန်းနဲ့လဲကျွန်တော်တို့က speed ကိုတိုးချင်တယ်ဆိုလို့ရှိရင်ဒီကနေခုနအတိုင်းပဲ M03 S ဒီတစ်ခေါက်က3000ထားလိုက်မယ်နော်3000ထည့်ပြီးတော့ enter ခေါက်အဲဆိုရင် spinner speed ကပို့ပြီးတော့မြန်သွားပြီနော်ပြီးတော့ကျွန်တော်တို့ဒီကနေမပိတ်ဘဲနဲ့ command တွေပိတ်မယ်ဆိုလို့ရှိရင်အခြေခံ command ကျတော့ဗာလဲဆိုတော့ M05 ပေါ့နော်M05 ရိုက်ပြီး enter ခေါက်အဲဆိုလို့ရှိရင်စက်ကရက်သွားပြီပေါ့နော်ကျွန်တော်တို့ spinner ဟိုဒီကနေအဖွင့်ပိတ်လုပ်လိုက်ရတယ်လို့ M05 command ကိုထည့်ပြီးတော့ခြိုက်လိုက်ရတာပေါ့နော်ပြီးလို့ရှိရင်နောက်တဲ့အခြေခံ command ဖြစ်တဲ့ကျွန်တော်တို့ G0 နဲ့ G01 ကို G00 နဲ့ 01 ဆိုတဲ့ command ကိုပြောမှာပေါ့နော်အခုလောလောဆယ်ကျွန်တော်တို့ကဒီမှာG54 ဆိုတဲ့ offset ကိုသုံးထားတယ်ပေါ့နော် G54 ဆိုတာကျွန်တော်တို့လက်ရှိရောက်နေတဲ့နေရာကိုသတ်မှတ်ထားတာပေါ့နော်G54 ကိုသုံးမယ်ပြီးတော့ကျွန်တော်တို့ G54 55 56 57 58 59 5ခုသုံးလို့ရတယ်ပေါ့နော်1 2 3 4 5 6ခုတောင်သုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီကဘာအဓိပ္ပာယ်လဲဆိုတော့ကျွန်တော်တို့ပစ္စည်းတစ်ခုကိုဒီမှာထားမယ်နောက်ပစ္စည်းတစ်ခုကိုဟိုဘက်မှာထားမယ်နောက်တစ်ခုကိုဟိုဘက်မှာထားမယ်ကြိုက်တဲ့နေရာကိုထားပါတော့ကျွန်တော်တို့က 0.54 မှာမှတ်နောက်တဲ့ 0.55 မှာမှတ်56မှာမှတ်57မှာမှတ်အဲ့လိုမျိုးကျွန်တော်တို့သတ်မှတ်ချင်လို့ရှိရင်ဒီ54လို့55လို့သုံးတာပေါ့နော်ဒီမှာ fixture လို့ရေးထားတယ် fixture ဆိုတာတကယ်တမ်းအလွယ်ပြောရလို့ရှိရင် voice ကုံပေါ့နော်ကျွန်တော်တို့ CNC မေးလေးမှာဆိုလို့ရှိရင် voice ကုံနေနဲ့တုံးပြီးတော့ဖြတ်တယ်ပေါ့နော်ဒီ CNC router မှာကျတော့ကျွန်တော်တို့ voice ကုံနေတိတ်ပြီးတော့မတင်ဘူးပစ္စည်းအကြီးတွေကျွန်တော်တို့ကဖြတ်တာဖြစ်တဲ့အတွက်ဒီမှာသူက54 55ညမှာကျွန်တော်တို့ထားလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်က54ကိုရွေးထားတယ်ပြီးတော့ HYZ မှာအကုန်လုံးက0ဖြစ်နေပါတော့အဲ့ဒီအဓိပ္ပာယ်ကကျတော့ကျွန်တော်တို့အခုလက်ရှိနေရာက HYZ ရဲ့0ပေါ့နော်ပြီးတော့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုတော့ MDI ထဲမှာကျွန်တော်ကဒီတစ်ခေါက် G ကုတ်ကိုပြမယ်ပေါ့နော် G00 ဆိုပြီးရိုက်ပြီးရင် H ကိုကျွန်တော်200ပြီးရင် Y ကို200လို့ရိုက်ပေါ့နော်ပြီးရင် enter ခေါက်လိုက်မယ်ဆိုလို့ရှိရင်G00 speed ကနည်းနည်းတော့မြန်တယ်ပေါ့နော်သူကဆက်မှာ default သတ်မှတ်ထားတဲ့နှုန်းနဲ့သူကသွားတာအကယ်ကျွန်တော်တို့ကG00 ပြီးရင် H0 ပြီးရင် Y0 ကိုကျွန်တော်တို့ပြန်လာမယ်ပေါ့နော်ပြီးရင် enter ခေါက်လိုက်လို့ရှိရင်ခုနကကျွန်တော်တို့သတ်မှတ်ထားတဲ့ H0 Y0 Z0 ဆိုတဲ့နေရာကိုပြန်ရောက်တယ်ပေါ့နော်အကယ်ကျွန်တော်တို့က Z position မှာထည့်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်G00 H0 Y0
ဒီ z က -20 လောက်ပဲထားမယ်နော်ပြီး enter ခောက်မယ်အဲဆိုလို့ရှိရင်အောက်ကိုအရင်ဆင်းတယ်ပြီးတော့ကျွန်တော်တို့ a0y0 ဖြစ်တဲ့အတွက်သူကဒီနေရာကနေမချင်းဘူးပေါ့နော် z ကတော့အောက်ကိုဆင်းသွားတယ်ဒါပဲ g0 ရဲ့ command ကကျွန်တော်တို့ဆက်မှာ default သတ်မှတ်ထားတဲ့နှုန်းနဲ့အမြင်ရွေ့တယ်ပြီးတော့နောက်တဲ့ command ကကျတော့ g01 ပေါ့နော် g01 ဆိုတာကျတော့ကျွန်တော်တို့ဥမာ h ကို200သွားမယ်ပေါ့နော် h 200 y ကို200သွားမယ်ပြီးတော့ z ကကျတော့0အနေနဲ့သွားပါပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က g01 ဆိုလို့ရှိရင်ကျွန်တော်တို့ feed rate ကိုသွားမယ်နှုန်းကိုကျွန်တော်တို့ကိုယ်တိုင်သတ်မှတ်လို့ရတယ်ပေါ့နော်ဥမာ feed rate ကို900ပဲထားပြီးတော့enter ခောက်လိုက်မယ်ဆိုလို့ရှိရင်သူကဖြည်းဖြည်းချင်းတက်တယ်ရိုင်းနေလို့နေပေါ့နော်ကျွန်တော်တက်တာတော့တိတ်ပြီးတော့မမြင်ရဒီမှာတော့နံပါတ်တွေချိန်သွားတာမြင်လားမသိဘူးပြီးတော့ဆက်ကလည်းဖြည်းဖြည်းချင်းတွေရွေ့သွားတယ်ပေါ့နော်ဒီမှာဖြည်းဖြည်းချင်းတွေရွေ့သွားတယ်ကျွန်တော်တို့ဒီကနန်းတွေကလည်းချိန်သွားတယ်ပေါ့နော်ဆက်ကခုနက -20 center run နေ 0d တက်မယ်0d တက်မယ်ပြီးလို့ရှိရင် h point ကကျတော့200မှာရက်မယ်ပေါ့နော်199.999ဆိုတော့200ပေါ့နော်ကျွန်တော်တို့ဒီကနေပြီးတော့ဟိုဘက်ဒီကိုရွေ့သွားတယ်အဲ့ဒါက G01 ရဲ့ command လို့ပေါ့အဲ့ဆိုလို့ရှိရင် G01 ကျတော့ကျွန်တော်တို့ G01 ဆိုတာကကျတော့ကျွန်တော်တို့ feed rate ပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့ feed rate နဲ့သတ်မှတ်လို့ရတယ် G0 command ကျတော့သူကစက်မှာသတ်မှတ်ထားတဲ့ feed rate အတိုင်း feed rate ဆိုတာကျတော့အမြန်နှုန်းပေါ့နော်အမြန်နှုန်းအတိုင်းသွားတယ်ပြီးတော့ကျွန်တော်တို့ပြောထားတဲ့ M05 ကကျတော့ spin တွေကိုရက်တယ် M03 ကကျတော့ M03 က spin နဲ့နိုင်လက်တံအတိုင်းလဲတယ်ပေါ့နော်ပြီးတော့ M04 ဆိုတာလည်းရှိရယ် M04 ဆိုတာကျတော့နိုင်လက်တံပြောင်းပြန်အတိုင်းလဲဒါပေမဲ့ဒီဆက်မှာကျတော့ကျွန်တော်တို့နိုင်လက်တံအတိုင်းပဲလေလို့ရတယ်ပေါ့နော် M03 ကိုပဲအလုပ်လုပ်တယ် M04 သူကဗာလေပင်နေထဲထဲမှာကျွန်တော်တို့ setting တွေချိန်ဖို့လိုမှာနော်setting တွေပါကျွန်တော်တို့မချိန်ထားတဲ့အတွက်ကြောင့် M04 command တော့ဒီမှာမရဘူး M03 နဲ့ပဲလုပ်တယ်ဒီ MDI tab တွေရပါတော့ MDI ဆိုတဲ့အဓိပ္ပာယ်ကကျတော့ manual data input ကျွန်တော်တို့ data နံပါတ်တွေကိုကိုယ့်အကို manual ရိုက်ထည့်တဲ့နည်းကိုပြောပြထားတာဒါအခြေခံ command ပေါ့နော်ကျွန်တော်တို့ဒီမှာ feed rate တွေချိန်လို့ရတယ် spin speed တွေချိန်လို့ရတယ်နောက်ဗီဒီယိုတွေမှာကျွန်တော် two pad တို့ offset တို့အကြောင်းsetting တွေချိန်တဲ့အကြောင်းတွေဆက်ပြီးပြောမယ်ပေါ့နော်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ